Hello everyone. We welcome you to our The Ideal Leaders Group. အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ The Ideal Leaders အဖွဲ့မှနေထွေးစာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကတော့ဖျားသုံးစု online ဖယ်ဖယ် school ရှိ G8 မှာကျောင်းသားကျောင်းသူအေးဖြစ်ကြပါတယ်ကျွန်တော်တို့ကတော့ဖေဖော်ဝါရီ12ရက်ပြည်အောင်စုနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ရေးဆွဲဖန်တီးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို short video အနေနဲ့တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ် project ရဲ့ title ကိုတော့စီလုံးချင်းကိုကူစားပြုမြမပြည်အောင်စုလို့အမည်ပေးထားပါတယ်ဇာတ်လမ်းကတော့ပြည်အောင်စုနေ့အကြိုလေးလာခီးပဲဖြစ်ပါတယ်ဇက်ကောင်နေအနေနဲ့တော့ဆရာရှိအဖြစ်02ຫນွေဦးအဖြစ်02မိုးချိုင်အဖြစ်03ကေသွဲအဖြစ်04ဟေမန်အဖြစ်05နဲ့ဝီအဖြစ်07တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ် Okay let's start now နေ့ရက်10လပိုင်း2026မွန်လဲကျောင်းမစင်းမီအချိန်တွင် Active Riser School ရှိ G8 မှကျောင်းသူကျောင်းသားတစုနှင့်အတန်းပိုင်ဆရာရှိတို့ပြည်အောင်စုနှင့်လေးလာခီးထွက်ရန်တိုင်ပင်နေကြသည်တပည့်တို့လာမယ့် February 12ရက်နေ့ကဘာနေ့လဲတိကျရလား တိပါဆရာပြည်ထောင်စုနေ့ပါ ဟုတ်ပြီအဲ့ဒါဆိုဆရာထပ်မေးမယ်ပြည်အောင်စုနေ့ကတပည့်တို့ဘယ်လိုနားလဲကြလဲ ပင်လုံစာချုပ်ချုပ်ဆိုပြီးပင်လုံကြောက်ဆိုင်ဆိုင်ထွေနေပါဗျ စီတောင်းရင်ရုံမှုရဲ့တင်ကြကြပါ မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသမျိုးစုတွေရဲ့သွေးစည်းညီညွတ်မှုကိုအများများပြသတဲ့နေ့ပါ အေးငါတပည့်တို့ပြောတာအကုန်မှန်တယ်ကွဒါနဲ့ဆရာမမင်းတို့အတွက်သူခီးစဉ်တစ်ခုရှိရကွ ဘာခီးစဉ်လဲဆရာ ပြည်အောင်စုနေ့အချိုးလေးလိုက်ခီးပေါ့ကွာဒီကြောင့်စီစဉ်ပြရတော့မဟုတ်ဆရာစီစဉ်ပြရ ဆရာအဲ့ဒါဆိုအခြားတန်းတွေရောပါအောင်ပါလား မပါဘူးသမီးအခြားတန်းတွေတော့နောက်တစ်မှစီစဉ်ပြမှာအခုကသမီးတို့တန်းတီတက် ဆရာသမီးတို့ဘယ်သွားကြမှာလဲ ရှမ်းပြည်နယ်ကပြည်တော်မျိုးလေးစီကိုပေါ့ဆရာတို့မနေ့ပြန်ပြသွားကြမယ်မနေ့9နာရီ experience တော့ဖို့ပြန်လာတယ်မရောက်လာခဲ့ကြနော် ဟုတ်ကဲ့ပါဆရာနှစ်လပိုင်း17ရက်2026နောက်တစ်နေ့မနက်တွင် Express ပေါ်၌ ဒါနေဦးခြေကကလေးရကောင်းဆောင်ပြီလားလိုက်စလိုက်ပါဦး အဆုံးပါရဲ့ဆရာ ကဲအဆိုထွက်ကြမယ် ပြင်မလိုက်တာဆရာရဲ့ခီးကကျန်းလိုက်တာနော်တချို့လို့အသက်ကြီးကြီးပဲ တောင်ပေါ်ကိုသမီးခီးကကြမ်းမဲ့ရှုခဲရချီရတာအမောဖြစ်ပါလေကွယ်ပေးစရတာတည်းမင်းတို့ရဲ့ချီလို့မဟုတ်ပါဘူးကွယ် ဆရာလေ ပင်လုံးမျိုးတွေတော့ရောက်ပြီကွယ်ပင်လုံး6တိုင်နေတော့နည်းနည်းလမ်းဝေးတယ်ဆရာတို့မနေ့ဆက်ဆိုင်မှာခီးစရအောင် မနက်စာစားပြီးနောက်ခရီးဆက်ခဲ့ကြလေသည်နိုင်ဝက်လောက်ခရီးညင်ပြီးနောက် ဝါပင်လုံကျုပ်တာရခိုက်ညာလိုက်တာနော်ရုပ်တရက်မြင်မြင်ချင်းအမိမဖော်နိုင်တဲ့ခံစားချက်တွေရနေဆရာ ဒါပေါ်ကွယ်ဝင်လေဝတာဖြစ်ခဲ့ရ တခြားယူကမမင်းလေးပြောနိုင်မလားတွေးပြောင်းရသွားရင်မင်းရဲ့ဖွာ မြင်ငါလက်ခုတ်တီးကအားပေး ကဲတော့ပဲပင်လုံး6တိုင်ရှိမှာဆရာတို့သူရောက်တော့ဆရာဒီကျောင်းနဲ့ပတ်သက်တာတွေပြောပြမယ်1949ဖေဖော်ဝါရီလ12ရက်နေ့မှာပင်လုံးစာချုပ်ချုပ်ဆိုခဲ့တယ်။အဲ့နေ့ကိုပြည်အောင်စုနေ့လို့ခေါ်တယ်။ဒါတွေတော့တပည့်တို့သိပြီးသားပါ။အခုဒီနေရာလေးကဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလေခရိုင်ပင်လုံးမြို့လေးပေါ့။အခုဆရာမင်းတို့ပြည်အောင်စုနေ့ရဲ့တမိုင်းကြောင်းလေးကိုအနေချင်းပြောပြပေးမယ် ဟုတ်ကဲ့ပါဆရာ 1945ခုနှစ်အောက်တိုဘာလမှာပြည်ခန့်စားတော်မှာစပကမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့အင်္ဂလိပ်အစိုးရရဲ့ဂျပန်စစ်အုပ်ချုပ်ရေးကိုရက်စဲပြီးစကုဖြူစားတဲ့ရံပြပြအုပ်ချုပ်ရေးကိုစတင်ခဲ့တယ်။ထောင်မချတဲ့အတွက်1946ခုနှစ်ဇွန်လမှာလူဦးရေတသိန်းကျော်လောက်ရှိတဲ့ဖဆပါလာအဖွဲ့ကြီးကတိတ်ဖြူကွန်းမှာကပ်ကွက်ပွဲကြီးကျင်းပခဲ့ကြတယ် ဆရာဖဆဖလာအဖွဲဆိုတာပါတယ်နောက်ပြီးတိမ်ဖြူကွင်းဆိုတာရောဘယ်မှာရှိရလဲ ဖဆပါလာဆိုတာဖက်စစ်စင်ချင်းပြည်သူ့လွတ်လပ်ရေးအဖွဲ့ကိုပြောတာကွ။တိတ်ဖြူကွင်းကရန်ကုန်မြို့မင်္ဂလာတောင်ရွမြို့နယ်တိတ်ဖြူလမ်းပေါ်မှာရှိတယ် အော်ဟုတ်ကဲ့ပါဆရာ ။ဒါဆိုဆရာဆက်တော်လိုက်မယ်။
အဲဒီပြည်လုံးချို့အထူးထူးတပိတ်မောက်ပွဲကြောင့်လက်ရှိကိုလိုနီအစိုးရရဲ့ဘျူရိုကရေစီရဲ့ဇယားရက်ဆိုင်လို့နေပါဖြစ်ခဲ့တယ်။အဲ့ဒါနဲ့ပဲ1946ခုနှစ်မေလမှာစာတော်မန်စမစ်ကိုအင်္ဂလန်ကိုပြန်ခေါ်လိုက်ပြီးသူ့နေရာမှာပြန်ခန့်တဲ့ဇာဟူပရန်ဆိုတဲ့လူကိုခန့်အပ်ထားလိုက်တယ်။ပြန်ခန့်တဲ့ကဘူချောအောင်ဆန်နဲ့ပတ်စပါလာအဖွဲ့ရဲ့လူလာချက်တွေကိုလည်းလျော်ပေးတယ်။အဲဒီနောက်ဘူချောအောင်ဆန်ကပြန်ခန့်ကောင်းစီမှာဒုတိယတစ်ပါးစီအဖြစ်ဆောင်ရွက်ခဲ့တယ်။အင်္ဂလိပ်အစိုးရကဘူချုံနဲ့ပတ်စပါလာအဖွဲ့ဝင်တို့ကိုရာထူးကိုရာတွေပေးအပ်ခဲ့ပေမဲ့လည်းသူတို့ကမြန်မာနိုင်ငံလွတ်လပ်ရေးပေးဖို့ပဲတောင်းဆိုခဲ့ကြတယ်။သူတို့ရဲ့ရာဇသံကြောင့်ဗြိတိရှနိုင်ငံရေးဝင်မစ္စတာအက်တလီကမြန်မာလွတ်လပ်ရေးကိုဆွေးနွေးပေးခဲ့တယ်။ဒီလိုလည်းဘူချုံကဗြိတိရှအစိုးရနိုင်ငံရေးဝင်နဲ့အော်ဆန်အက်တလီစာချုပ်ကိုတရားဝင်ချုပ်ဆိုခဲ့ကြတယ်။ဒီလိုချုပ်ဆိုချိန်မှာမြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ဂလောင်အိုးစောနဲ့တက္ကသိုလ်စိန်တို့ကစာချုပ်ကိုကန့်ကွက်ပြီးလက်မှတ်ရေးထိုးဖို့ညှိနှိုင်းခဲ့ကြတယ်။ဒါပေမဲ့သူတို့ရဲ့ကန့်ကွက်မှုကအရေးမပါခဲ့ဘူး။ ဆရာဂလုံးဦးစောဆိုတာ1940ဇူလိုင်19မှာဗိုလ်ချုပ်ကိုလုပ်ကြံတက်ဖြတ်ခဲ့သူမလားဆရာဘာလို့သူတို့ရဲ့ကန့်ကွက်မှုကအရေးမပါခဲ့တာလဲဟုတ်တယ်ကွဒါတော့ကန့်ကွက်သူဦးရင်းနေလို့လည်းဖြစ်မယ်ပြီးတော့သူတို့ကဘေခန့်ခေါင်းစီမှာလောက်ရင်းမလို့လည်းဖြစ်နိုင်တယ်ဗိုလ်ချုပ်ရဲ့လောက်ရတွေကစမနေတာကြောင့်လည်းဖြစ်နိုင်တယ်ကွကဲဆက်သွားရမယ်ဆိုရင်ဗိုလ်ချုပ်မြန်မာပြည်ရောက်တာနဲ့မြန်မာလူလက်ရေးအတွက်တိုင်းသားခေါင်းဆောင်တွေနဲ့1948ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာအပြန်အလှန်ဆွေးနွေးပြီးတော့သဘောတူညီချက်ရယူခဲ့ကြတယ်1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နနက်7:00နာရီမှာဗိုလ်ချုပ်နဲ့တိုင်းသားခေါင်းဆောင်22ဦးတို့ဟာလူလက်ရေးကိုအတူတကွပူပေါင်းရယူမိဖြစ်ကြောင်းပြည်တော်စာချုပ်မှာပြည်အောင်စုစိတ်တဲ့အပြည့်နဲ့တပိတ်ထိုးခဲ့ကြတယ်ဒါကြောင့်ပြည်အောင်စုလေးဆိုပြီးဖြစ်လာတာပေါ့ကွဒီလိုနဲ့ဗိုလ်ချုပ်ကဆက်ပြီးကြိုးပမ်းတဲ့အခါမှာရလဒ်အနေနဲ့တော့1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံကြီးလွတ်လပ်ရေးရရှိခဲ့တာပေါ့ဗိုလ်ချုပ်ကတော်လိုက်ရနော်တကယ်ကောင်းဆောင်ပြီးတာပဲဗိုလ်ချုပ်လည်းတော်သလိုနောက်လိုက်ကြွရလည်းတော်လို့ဒီရမန်းချက်ကြီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တာပေါ့ကွဆရာမေးစရာတစ်ခုရှိလို့ပင်လုံစာချုပ်ကိုရောဗမာချုပ်ဆိုတာလဲအခုမြင်နေရတဲ့အဆောက်အဦပေါ့ဒါကပင်လုံညီလာခံခမ်းမဆိုပြီးတမိုင်းဝင်နေရအဖြစ်သမင်လိုက်ပြီပေါ့ကွကဲဆရာတို့ဗိုလ်ချုပ်နဲ့နောက်လိုက်ခေါင်းဆောင်တွေကိုဂုဏ်ပြုတဲ့အနေနဲ့9မိနစ်ခန့်အလေးပြုကြရအောင်အားလုံးအလေးပြုအားလုံးတန်းဖြောက်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးကိုတော့ဒီမှာပဲအဆုံးသတ်ပြစီအဆုံးထိစိတ်စီစီနဲ့ကြည့်ရှုနားထောင်ပေးရဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ Thanks a lot and love you